ကဲဟာပုန်လာကိုဘယ်လိုပြောရမလဲစော့တယ်ခဏခဏရိုက်တယ်ခဏခဏစော့တယ်ဒါပေမဲ့ဘေးနာအတန်လေးပါတယ်ရောအခုမှနောက်တစ်ခါပြန်စော့မှာပေါ့နော်ခဏခဏစော့တယ်ပြီးတော့ခဏခဏလည်းသေတယ်ဒါပေမဲ့ဒီတစ်ခါတော့အစကနေပြန်စော့မှာဒါခုဟာပုန်လာကဟို Play Store မှာဟာပုန်လာ Horror Game ဆိုပြီးတော့ရိုက်ရှာလိုက်လို့ရှိရင်ထွက်လာမှာပေါ့နော်အဲဆိုရင်အဲ့ဒီဥစ္စာကိုထောင်းပြီးတော့စော့လို့ရတယ်ဟို mobile version ထွက်လာတာမလေးဟောခဏအမေခေါ်လိုက်တာနော်ဒီတစ်ခါတော့မြင်မြန်မဲစော့လိုက်တော့မကြာလို့တည်လားငါလည်းခုနကလည်းနင့်ကိုခေါ်နေရတဲ့ဘာဖြစ်လို့လဲဒီလောက်ကြာနေရလဲတဲ့အော်တဲ့ဟိုဘယ်လိုပဲညီလေးကိုကြည့်နေရပါဘောနော်ပြောလိုက်ညီလေးရောအဆင်ပြေရလားတဲ့ no လို့ဖြေလိုက်မလား yes ကောင်းတယ်တဲ့ဒါဆိုထမင်းစားမယ်တဲ့အေးကုန်တော့မယ်တဲ့စားကြမယ်ဒါလေးဟိုဘက်ဒီဘက်လှည့်လို့ရှိရင်တော့နည်းနည်းဟိုဖြစ်တယ်ဒီထမင်းကိုလည်းစားနေရဘယ်နှခါရှိနေလဲမသိဘူးနော်ဒီထမင်းကိုလည်းခဏခဏစားတယ်အဘီဇွန်းကြီးနဲ့ကျောင်းမှာဘယ်လိုလဲပေါ့နော်မေးရအားလုံးအဆင်ပြေပါတယ်ဒါပေမဲ့တင်မလားစာလုပ်တယ်ဆိုတော့ stress တွေပြီးရပေါ့ကွယ်စာမလုပ်ချင်ဘူးပေါ့ပြောချင်တာငါလိုပဲကျမလိုပဲအော်တဲ့နာကမှာတဲ့ကောင်းမှုဆိုရင်လည်းစာကြိုးစားရမယ်တဲ့ကမလေးနေပဲတဲ့ flat ဟိုဘယ်လိုပြောရမလဲ easy ကလေးပေါ့နော်ကျူတာပေါ့ကောင်းမလေးနေပဲတဲ့ကျူပြီးတော့တဲ့တငယ်ချင်းနေပဲအချိန်ဖြုံးအနေနဲ့တဲ့ကြားလာတဲ့ဒါမဲ့တားရလဲစောကြီးပဲလဲဖြစ်ချင်းဖြစ်နေမှာပေါ့သိရမလားဟုတ်ကဲ့ပါအေးကောင်းပြီကောင်းတော့တဲ့ညနေခင်းလေးပါပေါ့နော်ဟွာတဲ့ရေဒီယိုအဲ့ဗလဲပြန်လည်ပြီးကြိုးဆိုလိုက်ပါတယ်တဲ့ကျွန်တော်တို့တွေပို့ပြီးတော့သတိထားကြရအောင်တဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့ဒီပေါ့နော်ဗလဲပေးတူကီဆိုတဲ့ကိစ္စကြီးကပြန်ပြီးတော့ဖြစ်နေရဆိုပြီးတော့ဒီသတင်းကြားရတယ်ပေါ့နော်ကောလာဟာလာပြီးတော့တဲ့ဒီအဲ့ဒီဖြစ်စဉ်တွေကပေါ့နော်ဒီညဘက်တွေမှာပဲဖြစ်တယ်တဲ့အားကြောင့်မလို့တဲ့အထူးသတိထားရမယ်ပေါ့နော်ထုံးစမ်းစစ်ဆေးချက်အရာပေါ့နော်ဘယ်လိုပြောမလဲအဲ့ပတ်သက်ဆက်နေနေတဲ့လူတွေကဘယ်လိုပုံစံလဲဆိုတော့အဲ့လိုမျိုးဗလဲငွေချီးပြီးတော့အဲ့လိုမျိုးပတ်စံချီးပြီးတော့ပြန်မဆက်နိုင်တဲ့လူတွေပေါ့နော်ပြန်မဆက်တဲ့လူတွေကိုအဲ့ဒီပတ်စံပေးပြီးတော့တတ်ခိုင်းတာကျွေးရှင်နေရပါတော့ကျွေးရှင်တွေကအကျွေးမပေးနိုင်တဲ့လူတွေကိုပတ်စံပေးပြီးတော့လူငန်းတတ်ခိုင်းတဲ့သဘောမျိုးပေါ့နော်သူ့အသက်ပေးပတ်စံပေးမယ်အဲ့လိုမျိုးပေါ့ထူးသဖြင့်ပေါ့နော်အဲ့ဒီဗရန်ကေးစတ်ဒူဒိုဆိုတဲ့နီးတဝိုင်ပေါ့နော်အဲ့ဒီဘယ်လိုပြောမလဲရက်ကွက်အဲ့လိုမျိုးလားအဲ့ဒီမှာပေါ့နော်အလောင်း2လောင်းတွေ့လာရပေါ့နော်ရဲတွေရဲ့ပြောပြချက်အရာပေါ့ဒီနေ့သတင်းလေးကဒီလောက်ပါပဲကျေးဇူးတင်ပါတယ်တဲ့တီးထားအောင်တဲ့နေရတဲ့ပြင်ထွက်တဲ့လူဆိုတော့တဲ့အိမ်ပြင်ထွက်တာအဲ့နေရှိတယ်တဲ့ဘာဖြစ်လို့လဲဟာတဲ့ပြီးသူကြီးပြန်ဖြစ်နေပြီလေတဲ့အားနဲ့အမေတို့ငငယ်တုန်းကဆိုရင်ပေါ့နော်အဲ့ဒီဗရန်ကြီးအဲ့ဒီရက်ကွက်လားဘယ်လိုပြောမလဲအဲ့ဗရန်ကြီးစတူဒိုမှာပေါ့နော်လူတွေအများကြီးပဲတည်ကြရတဲ့အဲ့ဒီပေးတူကြီးကိစ္စနဲ့ပတ်သက်ပြီးတော့
ဘာဖြစ်လို့သူတို့ကဒီလိုလောက်တာလဲပေါ့လူတွေအများကြီးပြောကြတာပေါ့နော်အခုဘယ်လိုပြောမလဲစာဝတ်နေရလဲအစင်ခက်ခဲနေတဲ့အချိန်ဆိုတော့အဲ့မျိုးသူတို့ကပတ်စံရရင်ဘာမှမဆိုလုပ်မယ်ပေါ့နော်မှားနေတဲ့အရာဆိုရင်တော့မှသူတို့ကလုပ်ကြတယ်အဲ့မျိုးပေါ့နော်ပတ်စံရတော့ကြတော့တတ်ခိုင်းတော့တတ်တာပေါ့နော်အဲ့ပေးသူကြီးကဘယ်လိုမျိုးပြန်ရက်တန့်သွားတယ်ပေါ့နော်ရဲရတဲ့သူတို့ရဲ့လီဒါခေါင်းဆောင်ဖမ်းမိသွားတယ်တဲ့လီဒါလည်းဖမ်းမိသွားတာပေါ့နော်ဒီ group ပေါ့အဖွဲ့အစည်းလည်းပြတ်သွားတယ်ပေါ့နော်ဒါဆိုရင်အဲ့လိုမျိုးပဲတခြားအဖွဲ့တွေရောပေါ့နော်တခြားအဖွဲ့အစည်းတွေရောသူတို့လည်းအကုန်ဖမ်းခံလိုက်ရတာအဖေလာပြီအဖေဟဲ့တဲ့ချင်းနေဘလို့လဲတဲ့ကျွန်တော်တို့ထမင်းစားရတာလေငါလည်းကြက်သားလေးဝယ်လာရဲတဲ့နေဆုံးတော့သိရမလားရတာရှိရှိလေးစားရတာပေါ့တဲ့အမသူ့မိမပြောလောကဘလို့လဲတဲ့ကြည့်ရပါနော်ပတ်စံနေအများကြီးပဲခြာလာရဲ့ပုံပဲပါဒါပေါ့တဲ့မိသားစုအတွက်ဆိုစူးစားပါပေါ့နော်အဲ့တော့ငိုက်တာတဲ့ဒါနဲ့သတင်းကြားပြီလားပေါ့နော်အဲ့ဒီပေးတူကေကိစ္စရတဲ့ပြန်မျိုးရောက်လာပြန်ပြီပေါ့နော်သူတစ်ပြည့်ပေါ့နော်နီကိုတဲ့တေချာကယူဆိုင်တဲ့တော့အဲ့တော့မယ်တဲ့အဲ့ဒါဇွန်ကြီးကင်ပြီးတော့တဲ့ငါတို့ကြက်သားလေးစားရပြီပေါ့နော်တားမစားရအောင်မှတော်တော်ကြာပြီပေါ့ဒါပေမဲ့အခုကစားပြီဆိုတော့မနက်စာအတွက်ခြံထားလိုက်မှာပေါ့နော်ဟုတ်ပြီတဲ့ဒါဆိုရင်တဲ့တကားနဲ့ဒီဗရင်မောက်တွေကိုလောချပေါ့နော်ဒီဘာလို့သွားမရောက်ခင်တကားတွေအကုန်ပိတ်သွားတဲ့ပြောတဲ့ပြင်မှာကြာရင်မနေနဲ့တဲ့အနည်းများရပေါ့နော်ကဲတဲ့ဒါဆိုရင်လည်းအခုပဲသွားပြီးတော့အိမ်ဆော့ပြန်နေပေါ့နော်ဒီလိုမျိုးညနဲ့ကြီးမှာဘာလို့သွားရောက်ရအောင်မှာဒါတကားလောချတာပြီးသွားရင်လန့်အဲ့တကားဖွင့်အမြဲတမ်းလန့်လာသိရမလားတကားဖွင့်တဲ့တိုင်ကြီးရတယ်တကားဖွင့်တဲ့တိုင်ကြီးလန့်လာအဲ့နမှာကဒါကြီးကအဲ့ TV ကြီးထင်တယ် TV မဟုတ်နော်ဒါအမေအဲ့နေအမေတကားအဲ့လိုမျိုးလောချလာလုံမမလားလုံလားမလုံလားလဲငါကိစ္စမဟုတ်ပါဘူးဟာဘယ်မှာဘာရှိလဲပတ်စံလေးပါလေးများရှိမှာဘာမှမရှိဘူးနော်ပတ်စံရှိယူမလို့ပြရလားကပ်ဘလို့ကပ် flashlight တမ်းမယ်သွားမယ်မမြင်ရတော့အဲ့လောက်ကြီးမှောင်တော့ကြာဘယ်ဘက်ကထွက်ဘယ်ဝါကျမရောဟာအိမ်သားရေးရောက်နေရလားဟုတ်တယ်အိမ်သားရေးရောက်နေတာပါတဲ့မှောင်နေမမြင်ဘူးတကယ်မျက်လုံးကန်းလေဘယ်မှဖွင့်ရအောင်ဘာဖြစ်လဲဟေးတဲ့နီကိုတဲ့ဟာလန့်သွားပြီပေါ့နော်ငါတခြားတယောက်ထင်လို့ပေါ့that's my name you are
ဘာဖြစ်လို့ပေါ့နော်ငါတို့ခဲလုံးနဲ့ထုနေရတယ်ပေါ့အော် sorry ပါတဲ့ငါပြစ်တာနည်းနည်းကြမ်းသွားတယ်ဒါနဲ့နေသတင်းတစ်ကြားပြီလားပေါ့နော်အေးတဲ့ကြောက်စရာကြီးဒီထားတော့တဲ့ဟိုတကားတွေကိုတဲ့တီးချာတဲ့လောချာတဲ့တော့ခါပေါ့နော်အေးတဲ့အဲ့ဒါငါအခုပဲလုံနေရပါတော့နေရာမဲ့အရှိလေးတဲ့ view side တဲ့အေးတဲ့ငါတော့တဲ့အမြဲတမ်းလုံချုံပါရပါတော့အေးအဲ့ဆိုလည်းသွားရတော့လေးတဲ့နောက်ကျနေပြီတဲ့โอเคတဲ့ဈေးအောင်ကောင်းပါစေပေါ့နော်ကျေးဇူးပါအေးရမှောင်မဲတော့မားမနေရလာပြန်ပြီလာပြန်ပြီအမသွားရโอเคငါတည်းရဒီဘက်ကိုသွားဟုတ်တယ်ပြေးလို့တော့ရတယ်တန်တိုးနေလားမသိဘူးနော်တန်နေကြည့်လေအရင်တအားကြည့်မိပါမယ်အဲ့ထဲဝင်ကြည့်ရအောင်ပါတဲ့ဝင်ကြည့်ပေါ့ဘာလဲတော့မသိဘူးကိုလုံးမဟုတ်လေတအားဆက်စုပါသွားကိုမကိုဘလူးလေးရအောင်ပြီးတော့အိမ်မဲပြန်ဗရန်ကေးဆိုတာဒီတာကြီးဖြစ်မှာနော်တဒီရဲမှာရောင်းတာဆိုဘလူးတဲ့ဟုတ်ပါအဲဒီချပြီးရောင်းမယ်ဘလူးတွေရမယ်ဘလူးတွေရမယ်ဘလူးမဟုတ်ဘူးနော်ဘလူးလားဘလူးလားဘာလူးသူပြောရတော့ဘာလူးလို့ပြောတာဟောမတယောက်လာမြက်လာလေးနေလိုက်တာမြက်လမ်းလျှောက်မြက်ပြေးခဲ့ပါလားโอเคလာပြီလားအဲ့နဲ့1ဘလူးနဲ့တဲ့1ချီချတော့တဲ့ရော1ဘလူး1ချီချတော့ပတ်စံပေးအော်ဟုတ်သားပဲတဲ့ဒါနဲ့စကားမဆက်ပါနော်နင်ကဒီမှာဘာလုပ်နေအောင်ဟဲ့ဝိုင်းလို့ပြောရမလားနင်လောက်လားဟဲ့ရဝိုင်းလို့ပဲပြောလိုက်တင်တာဒါပေမဲ့အရှိမဝိုင်းလို့ပြောလို့ဒီကောင်ကစကားအရင်များလို့အဲ့ကြောင့်မို့နင်လောက်လားလို့ပဲပြောလိုက်တာအဲ့ပြီးသွားရောနော်ငါသွားတော့မယ်တဲ့တော်အရှိမတော့ဝိုင်းလို့မေးတယ်ဒါပေမဲ့စကားအရင်များလို့စကားတိတ်မပြောချင်အဲ့ကြောင့်မလို့နင်လောက်လားလို့ပြောလိုက်တာအမစိတ်ဆိုပါစိတ်ဆိုတော့မတတ်နိုင်ဘူးလေဘလူးလာဝယ်မလားမဝယ်ဘူးလားဘာလို့လာမဝယ်ရင်တော့ကဲဘာလိုက်ပြီကြီးလေအော်တဲ့ငါဝယ်ချင်တာလေတဲ့တဲ့အိုးတဲ့ဟိုတဲ့ငါဝယ်ချင်တာလေတဲ့ဟာဘာဝယ်မှာလဲလို့ဟာ brother ရခ
ခမရွေးချယ်စရာနှစ်ခုပဲရှိရတယ်နော်ဘာတွေတော့သိရမလားဆုံးပြခန့်နေရတယ်ဟောတဲ့နေရတဲ့ customer တက်ပို့ပြီးသိနေရပေါ့ဟုတ်လားမဟုတ်ဘူးသိရမဟုတ်ဘူးလေနှစ်ခုပဲရောင်းတာလေဘလူးနဲ့ချီချတော့เนาะအဲ့တော့ဘာဝဲမှာလဲပြောချက်စကင်းမီတဲ့1 blue 3ချီချတော့စောတဲ့ကနေဒီလိုမျိုးဝယ်လိုက်ပြီးနေဘိုင်းစဉ်းစားမှာ3နော်ရော့ပတ်စံမီရော့တဲ့ဟိုတဲ့ပြမန်းလဲတော့တဲ့တင်မလားနေကြည့်ရတယ်ပြရအောင်ခန့်တာပဲဟမ်ပြမန်းလဲတော့ဆိုနေငါ့ကိုဘယ်လောက်ပေးလို့လဲ10 သိန်းပေးလို့လားဟမ်50 100နဲ့တော့တစ်လာမပေးနဲ့မယူ10 သိန်းပေးမှယူမှာဘလူး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 မီးတော်တော်လင်းလာပါဒါသူကဓာတ်မီတာအောက်မှာရောင်းလာဒီမှာလဲပိုးဆုံးကျူးလေးလားမသိဘူးဟဲ့ငါကိုပြောက်လာကိုပြောက်လာမမြင်ရအောင်ဒီမှာကြီးထိုင်ကုန်ကြီးဟေးဘလူးတွေရမယ်ဘလူးတွေရမယ်ဘလူးမဟုတ်ဘူးနော်ဘလူးလားဘလူးမလာတော့လားဟဲ့ဥယူသွားကြလားမေးပြီတလုံးမဲကြံတော့ရခဏပိုင်းတော့1ချီချတော့2ဘလူးတဲ့ရော့လေအိုးဘလို့ကြီးလားပေးလို့မရဘူးလားဒါကြီး1ချီချတော့2ဘလူးဆိုဟာလားတကူအော်ပေးလိုက်တာလားဒီအောင်လေအရင်တော့အဲ့ဒီနားမှာရောင်းနေလူကဘယ်ရောက်သွားတာလဲအားတဲ့မြဲဆန်ပြောလေသူ့ကိုပေါ့နော်ဒီပရန်ကေးရဲ့ဒီအုတ်ချုပ်ရင်မူပါပေါ့နော်ဟိုဟာမလဲဒီထဲမှာရောင်းမှုဘေးစနာပါမစ်ကမရှိတော့မောင်းထုတ်လိုက်တာတဲ့ဒါဆိုနေရတော့တဲ့ဘာလို့ဒီမှာလာရောင်းနေရလဲပေါ့နော်ဟာနေပါဦးနဲ့ခမကြီးကကျွန်တော်ဒီကနေနှင်ထုတ်နေလို့ပဲပေါ့နော်ငါရဲ့ဘေးစနာပါမစ်ကကိုတဲ့ဗရန်ကေးကမလက်မထုတ်ပေးမှဆိုလို့တဲ့မလက်မကြရင်တော့တရားဝင်ရောင်းလို့ရပြီတဲ့ဒါကြောင့်မို့ခုလည်းရောင်းနေရပါတော့အဲ့လိုမဟုတ်ပါဘူးတဲ့ငါပြောတာတဲ့ငါဆိုလိုတာပေါ့နော်ဟုတ်ဂယူးဆိုင်ပါလို့ပြောချင်တာပေါ့အေးဂယူးဆိုင်တယ်ဒီမှာတလုံးပဲကြံတော့တာဘလူးဒီမှာအချင်းရရှိရနော်အချင်းရတော့မပေးဘူးဘလူးအိုးတဲ့ဒီနေ့တဲ့ထူးဆန်းတဲ့လူတွေအများကြီးပဲနော်တဲ့ဟုတ်တယ်မလားတဲ့လဲပါပဲဖွားရဲ့ဟိုးတဲ့ sorry ပါတဲ့မရည်ရွယ်ပါဘူးတဲ့ငါတဲ့ဘလူးနဲ့ချီချတော်လေးဝယ်ချင်အောင်ပါတဲ့ကျွန်တော်တို့မှချီချတော်တော့ကုန်သွားပြီပေါ့နော်မလက်မှန်ကြမှာပဲပြန်ရတော့မယ်တဲ့ဒါမဖြစ်ဘူးတဲ့ငါရဲ့ favorite အကြိုက်ဆုံးချီချတော်လေးပေါ့နော်လွဲသွားပြီပေါ့နော်ဒါဆိုလဲတဲ့2ဘလူးလေးပဲယူတော့မယ်တဲ့2ဘလူးလည်းမရှိတော့ဘူးကွာ
ကျွန်တော်တို့မှာဘလူလဲတခုပဲကြံတော့တာတဲ့တောင်းပန်ပါတယ်တဲ့ဒီနေ့တော့ငါအတွက်ကံကောင်းပါလားဗောနော်ကံကောင်းကုန်သွားပြီတဲ့သိမလားတဲ့တခုပဲကြံတော့ဆိုလဲအလကားပဲယူလိုက်ပါတော့ဖွားရဲ့တကယ်လားတဲ့ကျေးဇူးအများကြီးတင်ပါတယ်တားလေးအများကြီးတင်ပါတယ်မီးလေးရဲ့လို့ပဲပြောမှာနော်မီးလေးရဲ့ဒါဆိုရင်ကျန်တဲ့ပတ်စံလေးကိုပေါ့နော်ဖွားရီဝယ်တောက်လို့ရပြီပေါ့တဲ့ဒါနဲ့တဲ့ကလေးပေါ့နော်ဟိုပါပေါ့ဗလဲအဖွားသာမင်းနေရာမှာဆိုရင်ပေါ့နော်ဒီနေရာနေအများဆုံးထွက်သွားမှာပေါ့နော်ထွက်သွားမှာတဲ့ဘာဖြစ်လို့လဲပေါ့နော်လူတိုင်းอ่ะပေါ့ကျွန်တော်ဒီမှာဘာလို့လာရောက်နေရလဲဒီကနေအမြန်ထွက်သွားအဲ့လိုမျိုးပဲပြောနေကြတာပေါ့နော်ဘာဖြစ်လို့ပြောနေရလဲပေါ့ဒါတော့တဲ့အကုန်လုံးတော့မပြောပြလို့မရဘူးပေါ့နော်ဒါပေမဲ့တဲ့ဖွားသတိပေးရပါတဲ့သူတို့ကတဲ့အချိန်တိုင်းစောင့်ကြည့်နေကြတယ်တဲ့ဘာလို့လဲမင်းနဲ့ဒီကနေပြောထွက်သွားပါတော့ပြီးလို့ရှိရင်လည်းဘယ်တော့မှပြင်မလာခဲ့နဲ့တဲ့မင်းနဲ့မင်းရဲ့မိသားစုကိုအသက်ရှင်နေဆိုရင်ပေါ့နော်သွားပြီဖွာလည်းဘာပြောလဲမသိဒီနေ့လူတွေဘာဖြစ်နေရလဲပေါ့နော်ထိုင်ပါတော့ကိုယ့်အကိုဒီမှာထုတ်ပြီးတော့အိမ်ပြန်တော့မယ်နှွေးထွေးဆုံးအိမ်လေးဓာတ်မီအဖွားတမျိုးfind the key တော့လေးကိုရှာထားပါဒေအိုးကြီးလားဒေအိုးနဲ့မမြင်ရတော့ဘူးလို့မီးထိုးတာမေ့ပြီပိတ်လိုက်ဒီမှာတမအိုးဟေးတဲ့မမ်ပါဒိုတဲ့နင်ကဒီမှာဘာလုပ်နေအောင်လာပြန်ပြီဟိုကတကားလောကြွားလို့အဲ့ဒါတော့လာယူရတယ်ဘာဖြစ်လို့ငါ့ကိုအရေးဆုံးမပြောရလဲပေါ့နော်တဲ့ဒီမှာဘယ်သူမှမရှိဘူးထင်လို့ပါငါတဲ့ဒီတကားကိုဖွင့်ပေးရတယ်နင်ကတော့သိရမလားမသိငါစရာပဲပေါ့ပေးစားနဲ့ငါ့ကိုတော့ရတယ်ပေးလိုက်နောက်တစ်ခါဒီလိုမျိုးလုံးမယ်ဆိုရင်ပေါ့နော်နင်းနဲ့ဒီတဲကိုလည်းဘယ်တော့မှတဲ့လာလို့မရတော့မှတ်တယ်โอเคပါသူပဲတော့ခတ်တာပဲဗျာငါ့အောင်မြာဘယ်ရောက်ငါတက်မီလေသွားမယ်ပြေးအိမ်ပြန်မယ်ဆိုပြေးရတာပေါ့ပြေးတာပြေးအသိလည်းမပြေးဘူးနော်တောင်းနဲ့အမေကထတော့လို့ပြောနေပါတော့နှိုးခိုင်းလိုက်တယ်တဲ့နေစောနဲ့သူ့ညီလေးအေးမထခြင်းဘူးလို့ဘလို့ဖြစ်နေလို့ကြည့်အောင်မထခြင်းဘူးလေကိုမောင်ကိုသွားလိုက်ပါလားဒီမှာလားအမေလားအမေကဒီနေ့ business ပါမေကဘရန်ကေး business ပါမေကသွားယူမယ်ပေါ့နော်ရပြီပေါ့ဒီနေ့တဲ့အေးတဲ့ဟုတ်တယ်လေတဲ့အဲ့အကြောင်းမလို့ပေါ့နော်နီးစွန်နှိုးခိုင်းရတာတဲ့တော့ကြောင့်နေအုတ်ချွေမူရုံပိတ်သွားအောင်မယ်တဲ့ဟုတ်တယ်တဲ့ပြီးတော့ပေါ့နော်ဒီဘရန်ကေးပါမေကကိုတကယ်လိုအပ်နေရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တဲ့ပြီးခဲ့ညပေါ့နော်ကာစာဈေးဝယ်သူတွေကပေါ့နော်
အကောင်လုံးအော်နေရပါတော့သူတို့ရဒီမှာဘာဖြစ်လို့လာရောင်းနေရလဲသိရမလားအဲ့လိုမျိုးပဲမေးနေပေါ့နော်ဇဝေဇဝါဖြစ်တဲ့ပုံစံနဲ့ပေါ့နော်အော်သူတို့စိတ်လည်းမထားပါနဲ့ပေါ့နော်အရေးကြီးတာဘစ်စနက်ကပါမစ်ကရဖို့ပဲပေါ့နော်အဲ့ဒါဆိုရင်အဲ့ဒီမှာတရားဝင်ရောင်းလို့ရပြီတဲ့ဟုတ်ကဲ့ပါမေးတဲ့အဲ့ဆိုတွားယူလိုက်တော့မယ်တဲ့တကယ်ယူဆိုင်တဲ့ဘိုင်းနီဆုံးတွားရမယ်နီဆုံးကဘာလို့မလိုက်တာနီဆုံးလိုက်ခဲ့တော့ဖော်ရတာပေါ့ရောက်ပြီဟောဒီမှာဒီမှာဗရန်ကဲဟောစတူဒိုတဲ့အချော်ရင်မူယုံတဲ့လားဘလို့လဲဘာလို့ပါလဲတဲ့အော်ကျွန်တော်ကနော်ဒီမလဲ business permit ကလာယူတာပေါ့နော်ဘလူရောင်လဲလူပေါ့အော်တဲ့နေရတဲ့အဲ့ဒီတည်းမှာဘလူရောင်နေတယောက်လားဟုတ်တယ်ဟုတ်ပြီတဲ့အဲ့ဒီတည်းမှာတဲ့ queue ဆိုင်တော့တဲ့အနေရရှိတယ်ပေါ့နော်ပါတယ်ဘာဖြစ်လို့လူတွေအများကြီးရပေါ့နော်အဲ့ဒီတည်းမှာ queue ဆိုင်အဲ့ဒါပဲပြောနေကြတယ်ကောင်းပြီတဲ့ကလေးတဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့ပေးတုကေကိစ္စတွေကပြန်ဖြစ်နေတာပေါ့နော်ပြီးတော့ဘယ်လိုပြောမလဲအဲ့ဒီမှာပေါ့နော်လူတွေပြင်ထွက်ရမှာနော်လူတွေကတက်ခံရတယ်ပေါ့အဲ့ဒါကြောင့်မလို့ဘသူမှတဲ့အဲ့မှာဘာမှသွားမရောင်းရဲတော့ဘူးတဲ့အရန်ကြောက်ကြလို့ပေါ့နော်ဒါပေမဲ့စိတ်မပူပါနဲ့ပေါ့နော်ရဲတွေကပေါ့ဒီကိစ္စကိုတဲ့ကင်တယ်နေနိုင်တယ်ပေါ့နော်ကင်တယ်ဖြည့်ရှင်းနေပါပြီပေါ့အဲ့လိုပြောတာအော်တဲ့ရဲတွေကအချိန်တိုင်းစောင့်ကြည့်နေဆိုတော့တဲ့ကောင်းတာပေါ့တဲ့ဒါဆိုရင်အဲ့ဒီမှာအေးဆေးရောင်းလို့ရပြီပေါ့ဟုတ်တယ်ကလေးတဲ့စိတ်မပူနဲ့တဲ့ခုနပြောကယူဆိုင်အခုကြာစိတ်မပူနဲ့မျိုးနော်ရော့တယ်ဒီမှာတဲ့ business permit ကပေါ့နော်ဒါနဲ့တဲ့မင်းမသွားခင်ပေါ့နော်ငါရဲ့တဲ့ဒီကလုံးသမားတဲ့ဂူရီရောက်မလာသေးဘူးတဲ့အားကြောင့်မလို့မလဲတက်တာလေးတွေတဲ့အထဲကိုကုတယ်ပေးပါလားတဲ့ငါမင်းကိုပေးမှာပါတဲ့ပတ်စံရရလေကိစ္စမရှိပါပတ်စံပေးမယ်ဆိုရင်တော့ပေးအဲ့အရင်pick up box 2တဲ့တမဘလူရောင်းတဲ့အပြင်ဒီမှာ box နှစ်ခုဒီမှာ box တွေတည်တော့ပတ်စံထက်ရအောင်ပါ order တာပတ်စံအပိုးဝင်ငွေလေးပေါ့ဦးလေးလည်း queue ဆိုင်အောင်တော့ဦးလေးဒီမှာတယောက်တည်းဆိုဦးလေးတော့ကြာကျွန်တော် queue ဆိုင်လို့ပြောရင်လည်းဦးလေးရှော့သွားမယ်နော်ဦးလေးလည်း queue ဆိုင်အောင်ဦးလေးပဲလူတက်တာမှဖြစ်နေမလား3ခုတဲ့ကောင်းရောငါအမတပုံးနဲ့ခြံလာခဲ့ဟာငါမသိဘူးဆိုရပါတယ်မသိချင်အောင်ဆောင်းပေးလိုက်မသိချင်အောင်ဆောင်းပြီးတော့တပုံးနဲ့ခြံလာခဲ့တခုခုတော့တခုခုဟမ်ဘလို့ကြီးလဲနည်းနည်းတော့အဲ့လေချွေးရအတိုင်းပဲတော်အော်လန့်လာဟေးဝေါ်ကာအော်ဒီအလုပ်သမား
Hey that. ငါတဲ့ဒီကအလုပ်သမားတဲ့နေကဒီမှာဘာလုပ်နေရအောင်လဲလာပြင်ပြီးအဲ့ဘာလုပ်နေအဲ့မှာပေါက်စီတဲ့တာမမြင်ဘူးလားအားနဲ့ဘာလို့လဲဆိုတော့တဲ့ဟိုပါတဲ့သူပြောတော့တဲ့နောက်ကျနေပြီဆိုလို့တဲ့အားကြောင့်မလို့လဲငါခုလုပ်နေရပါတော့ဘေးပဲတဲ့ငါလုပ်လိုက်မယ်တဲ့အိုးတဲ့ဘလို့ရမှာလဲတဲ့ဒါတဲ့စက်ဘေဘီခိုင်းတဲ့အလုပ်တဲ့ကောင်းပြီတဲ့ဒါဆိုလဲတဲ့နင်ပြအောင်လုပ်လိုက်တဲ့ပြီးရင်လည်းငါဒီပတ်စံယူလိုက်မယ်တဲ့အမေဟဲ့တဲ့သူ့မအော်နဲ့နေရတဲ့နောက်ကျပြီးတော့တဲ့နေရပဲတဲ့စိတ်တူရရှိသေးတယ်တဲ့ငါလာတဲ့ဒီနေရာမှာဆိုရင်လည်းအခုချက်ချင်းအိမ်ပြန်လိုက်ပြီတဲ့ဒီမှာတဲ့ဘာလုံးမှရှိတော့ဘူးလားဘာမှလုံးစရာမရှိတော့ဘူးပေါ့နော်အိမ်ပြန်တော့တဲ့ yes sir သွားဘာငါ့အောင်မြန်ဘူးကြီးကြည့်ပါစေအဲ့သူ့စိတ်ရမထားပါနဲ့တဲ့ဟုတ်ကဲ့ပါအော်တဲ့ဘာလဲနောက်ဆုံးတစ်တာလေးကိုပေါ့နော်သွားထားလိုက်တဲ့ပြီးရင်နဲ့အိမ်ပြန်တော့တဲ့အပြင်မှာနောက်ကျတဲ့အထိမနေနဲ့တဲ့ဟုတ်ကဲ့ပါရောတဲ့ဒီမှာတဲ့900ပြီဆိုတဲ့ဒီသားစုတော့တဲ့ထောက်ကူဖြစ်တာပေါ့တဲ့Thank you so much ကျေးဇူးများတင်ပါတယ်တဲ့ကျွန်တော်တို့အကူအညီရတယ်ပေါ့နော်အကူအညီအများကြီးဖြစ်ပါတယ်တဲ့ဟုတ်ပြီတဲ့ဂယူးဆိုင်တဲ့အဲ့ဂယူးဆိုင်ကြီးကိုပဲပြောနေတာမပြောချင်တော့ပေးသွားမယ်မြင်ဆန်ပေးလိုက်သိရဂယူးဆိုင်ရမှသိတာပေါ့နေရလိုက်ခဲ့သေးရမလာနဲ့တော့ဒီဘာလဲဖက်ငါလုတ်ပြီးပြီဘယ်ကိုလိုက်မှာတော့ဟာဘယ်ကိုလိုက်မှာလဲလို့မေးနေရလေဘယ်ကိုလိုက်မှာလဲဒုက္ခပဲအိုးငါသိတယ်ငါဒီနေရာမှာသိတယ်သိပေမဲ့လည်းရုပ်တရက်မေ့တယ်ဟဲ့တဲ့အရှင်လေးလာပြန်ပြီလားဒီကြီးမှာဘာလုပ်နေရလဲတဲ့ဘာမလုပ်ဟဲ့ဘယ်တော့ဒီကိုရောက်နေရလဲပေါ့နော်ငါရဲ့ business permit ကလာယူတာပေါ့နော်ပြီးတော့နေရအောင်လေဒီမှာဘာလုပ်နေရလဲအေးဟုတ်တယ်ပြန်မေးလိုက်ငါလည်းဒီမှာဟိုပါနော်အကျိုးရင်မှုနဲ့အရေးကြီးတဲ့ကိစ္စပြီးဆွေးနွေးစရာရှိတော့ပေါ့အဲ့ဒါသွားပါလားဘာလို့ငါ့ကိုလာပြီးအေးအဲ့ဆိုလည်းငါအိမ်ပြန်တော့မယ်နော်တဲ့ဂယူးဆိုင်တဲ့အင်းနေရောပဲတဲ့သူကရေးကြီးရဲ့ကိစ္စဆွေးနွေးစရာရှိအောင်ငါ့ကိုလာပြီးဂျမ်စကေကလောက်ပါတယ်ခဏကြည့်လိုက်ဘယ်သူမှမရှိနီးစွန်ရောနီးစွန်ပဲရောက်နေရတော့တဲ့ဗရန်ကေးစတူတိုမှာတဲ့လူ10ယောက်တည်သွားရပါနော်ကျေးဇူးပြုပြီးတော့တဲ့အိမ်ထဲမှာပဲနေကြပါတဲ့ဂယူးဆိုင်ပါတဲ့ဖြစ်နိုင်မလားဒီမှာနီးစွန်ငါတို့ကနော်ဒီကနေထွက်သွားသိပြီပေါ့နော်လို့ပြောဒီမှာမလုံးကြုံဘူးတဲ့ဒါပေမဲ့ငါတို့ဘယ်ကိုသွားမှာအောင်မငါတို့နေစရာဒီတနေရာရေးရှိရမှာနော်ရှင်ရတဲ့ပတ်စံပဲကျူးဆိုင်နေရတယ်ကျမတို့ရဲ့အသက်တွေပေါ့နော်ဘာနဲ့မှမလဲနိုင်ဘူးပေါ့နော်ဟုတ်ပြီရဒါဆိုမလက်ဖန်ဒီနေရာနေထွက်သွားမယ်ပေါ့နော်အဲ့နဲ့သူတို့ကတဲ့ဝေးပါသေးရဲ့တဲ့ဒီကိုတဲ့ဒီနေ့ပေါ့နော်အဲ့ချင်းတော်နဲ့မှရှိတဲ့ဘာလူတွေအကုန်လုံးရောင်းပြီးတော့တဲ့အဲ့ရတဲ့ပတ်စံလေးနဲ့တွားကြမယ်ပေါ့ဟာဒီနေ့တွားရုံရအောင်ပါလားလို့အဖေရဲ့အမမောင်မဲနာပဲအဖေရတယ်ခိုင်းစားနေရော
မခုန900ပြီးဆိုရတယ်လေ900ပြီးဆိုလည်းသွားကြမလားဘာလို့မရောင်းတော့ဘူးလေဘာလို့ရောင်းတာတိတ်လည်းမရပါဘူးဘာလို့ရောင်းတာဘယ်လောက်မှရအောင်မဟုတ်လားမလူတယောက်ဝင်သွားတယ်လူတယောက်ဝင်သွားတော့ငါကိစ္စမဟုတ်ပါဘူးမကြည့်တော့ကြကြည့်မှရှောနေအောင်ပါဆက်သွားအေးစိမ်းအောင်ရပါကြီးတယ်လို့ဒုက္ခကဲဘာလို့လေရောင်းကြမယ်မလေးတမရဟိုလူကြီးရှိသေးလားရှိတော့အိုးပြီဘာလဲအိုးဟိုအများကြီးပဲသူတို့ကဖွဲ့လိုက်ကြီးနော်အဲ့လိုကြီးအပြေးရမပြေးရမမြင်ဒီနေရာမှာခဏတည်ရမတည်ချင်တော့လုံးဝမတည်ချင်တော့ please တော်အဲ့နေရာမှာခဏတည်ရဘာဖြစ်လို့ဆိုအဲ့ဟိုဘက်ဒီဘက်လှည့်ရအရင်ခက်လို့ဖုန်းနဲ့ဆိုဘာတဲ့ရောက်တယ်မလီတော်တဲ့ပေါ့ဟိုးခုမှပဲဘယ်တော့မှာနော်တလန်းပဲရှိရမီးလေးလင်းနေတော့အဲ့လိုချောင်းကြီးကုန်းနဲ့လူကြီးတဲ့ဟာအဖေဒီမှာဘာလုပ်နေရလဲဟောအဖေကမေးရအဖေကတော့ဒီမှာဘာလုပ်နေရတူတူပြောတဲ့ဒီနောက်လာပြီရဲတွေရတဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးရောတဲ့ဘာမှမလုံးနိုင်ဘူးဆိုရင်ပေါ့နော်ငါကိုယ်တိုင်လုပ်မယ်တဲ့ဟာဘယ်လိုလုပ်မှာလဲငါတဲ့ဘသူကသိရမလားဘသူကခေါင်းဆောင်ဆိုတာသိတယ်တဲ့ဒါတဲ့ငါနောက်လိုက်ခဲ့တဲ့ဒါလည်းကြည့်တဲ့လည်းကြည့်ရမယ်ဒါပေါ့နော်ဘယ်တန်တရားရှိသူတွေရဲ့စိတ်ရင်းပေါ့သူတို့ဒါတွေကိုတဲ့ဒါဒီလိုမျိုးလောက်တိုင်းရေးတွေရှေ့ရခံလို့ရရပေါ့နော်မလေးလန့်တာဟာအောက်ချုပ်ရင်မှုနဲ့အချက်လီပါလားဒီမှာဘာလုံးနေကြရတော့လဲသူတို့ဖမ်းတဲ့ဟာဘာလို့ဖမ်းပါလဲငါဘာမှမလုပ်ဘူးလေဘာလို့လေးပဲရောင်းလာဝဲတဲ့ကောင်းပြီတဲ့သိရမလားမဆိုင်တဲ့လူတွေကပေါ့နော်ကိုယ်တည်တွေကိုတူးကြရပဲတဲ့ကလေးတွေကငါတို့ယုံခဲ့တာတဲ့အတိုင်းပဲတဲ့နေကမြန်ယုံကြည်မှုကိုဖောက်ပြလိုက်တာပေါ့နော်ဘာလို့လဲဘာမှမလုပ်ဘူးလေကွာဒီနေ့ဘာလို့လဲဘာလို့ရောင်းလဲဘေးစင်းလက်ကသွားယူတယ်ဒါပဲလေဘာမှမလုပ်ဘူးလေပြီးတော့မင်းရောပဲတဲ့ဟာ
ဆိုတော့မားလိုက်တာဟိactually တဲ့ဟာactually နေရောပါလား actually အဲ့ဒါနေနဲ့မဆိုင်ပါဘူးဟောအဲ့ဒါဆိုပြီးသွားပြီလေအဲ့ဒါပြီးသွားရင်နေတဲ့ငါလည်း actually နေကငါရဲ့အိမ်နီးနာချင်းတငယ်ချင်းလို့ထင်ရတဲ့အတိုင်းပဲနေကမဟုတ်ဘူးကောင်းပြီတဲ့ဟာအဆုံးသက်လိုက်တော့ဘာအဆုံးသက်ပါလဲ no ဆုံးမသက်ပါနဲ့ကျွန်တော်တို့တည်တော့မှလားအဖေတခုခုလောက်ပါအဖေကြိုးချီတာလားကျွန်တော်အော်မဟာဟိုဘာလဲမန်ပါတူကျေးဇူးအများကြီးတင်ပါတယ်တဲ့စိတ်မပူလဲတဲ့ညတို့တဲ့ဒီကနေထွက်တော့နောက်မှာတဲ့ရှောစကားတော့ပြောလို့မစုံသေးဘူးမန်ပါတူနိုးဟဲ့မူလဲတဲ့တည်ပလားဒီကနေထုတ်ပေးမယ်တဲ့ခင်ဗျားတို့တဲ့တော်ပြီတဲ့ငါ့ကိုထားခဲ့လိုက်ပါတော့တဲ့ငါ့ကိုထားခဲ့လိုက်တော့မြန်နဲ့နေမိသားစုတတ်မခံရခင်ပေါ့နော်မြန်သွားတော့တဲ့ရအားလုံးတော့ပေါ့နော်ကျေးဇူးတင်ပါတယ်တဲ့မြန်သွားကြမယ်တဲ့မန်ပတ်တို့ကြီးသေးသွားပြီလားတမအဲ့ဒါကျမတို့အိမ်လားကျမတို့အိမ်ပဲဒါဟိုမှာနောက်မှာ actually အိမ်လားမသိဘူးသွားactually မှာတော့သွားကဲတဲ့မြန်ပုံးကြတဲ့မြန်တဲ့ဒီကိုတဲ့မင်းလဲပဲတဲ့အခုတဲ့ငါတို့တကားနောက်မှာပုံးမယ်တဲ့ငါတဲ့တစ်ကနေပြီး9ထိရှိမယ်ပေါ့နော်ပြီးရင်တော့သူတို့အထဲဝင်လာမယ်တဲ့တကားပိတ်လိုက်မယ်အဲ့ချိန်ကျရင်တဲ့သူတို့ပြစ်လိုက်တယ်ဆင်းသင့်ပဲလားတဲ့ဆင်းသင့်ပဲ alright တဲ့လောက်ကြမယ်တဲ့ရော့တဲ့တနက်ယူလိုက်တယ်အဖေဘာလို့မပြစ်တာလဲလို့အဖေဘာလို့မပြစ်တာလဲအဖေကြမပြစ်ဘူးလားဒါကဒီလိုလှည့်လို့ရှိရင်လည်းအရန်ခတ်တာဒီနားမှာလည်းခဏတည်တယ်အမှန်တလားဘလုံးမလှဲ့လို့မရရန်ခတ်လို့လေပြန်စမယ်နော်ခီးပါအရန်ခတ်တာဟုတ်ပါမြန်ပုံးနဲ့ဒီမှာတကားနောက်မှာပုံးမယ်ပေါ့နော်တစ်ကနေပြီးတော့ဟိုအထိရှိမယ်ပြစ်လိုက်โอเคအဲ့ဒါလုံးတာပဲသလားဒါမှခတ်လို့လေဒါပေမဲ့ sensitive နည်းနည်းချိန်တယ်မြန်ဆန်လေးဖြစ်သွားပြန်ပြစ်လို့မရဘူးလို့တကယ်သိရပြစ်လို့မရဘူးဆလာနှိပ်တာဘာပြောရလဲမသိတော်လိုက်တော့အဖေပဲပြစ်ပါလားလို့စိတ်ညစ်လာပြီဒီတိုင်းရလှည့်လို့မရဘူးလို့ဟုတ် sensitive တွေကကဲဒီတကတော့အပီးပဲအပီးမရပြန်ဘူးလားတွေ့လားပိုးစိုးပတ်ဆက်သိရင်လေပိုးစိုးပတ်ဆက်ကိုသိရဘဏ္ဍခါဆော့တည်ရအဲ့ဒါတည်လားဘဏ္ဍ
နာကစောစောတည်နေကဲလောက်တော့ဖေးစိတ်ညစ်လာရဲ့ตีไว้เนาะနောက်ဆုံးတော့တဲ့ပြီးသွားပြီပေါ့နော်ပြီးသွားပြီနိဘာစလုံးဗလန်ကေးစဒူတိုရဲ့တရင်ပေါ့နော်တန်တရားရှိသူအကုန်လုံးကိုဒီပေးတူရေးကိစ္စနဲ့ပတ်သက်တဲ့တန်တရားရှိသူအကုန်လုံးဖမ်းမိသွားပါပြီပေါ့နော်ဒီတန်တရားရှိသူစရင်ကိုလာပေးတဲ့သူကိုလည်းကျေးဇူးတင်ပါတယ်ပေါ့နော်ပြီးတော့ထွက်ပြေးလွတ်မြောက်တဲ့လူမရှိတရားမှမရှိဘူးပေါ့ဟိုးတဲ့နောက်ဆုံးတော့ပြီးသွားပြီတဲ့အဲ့ဒီစရင်ကိုအဖေကရဲတွေကိုတပေးလိုက်တာလားပေါ့ဟုတ်တယ်တဲ့မဘတို့ကတဲ့ငါ့ကိုကူညီခဲ့ရပါပေါ့နော်သူ့ကိုလည်းတဲ့ကျေးဇူးရမ်းတင်တယ်တဲ့အိုးနောက်ဆုံးတော့ပြီးသွားပြီမဘတို့ပြီးသွားပြီပေါ့နော်ဂိမ်းကြီးရတော့ဒီဥစ္စာကိုဟိုဟာ Google မဟုတ် Play Store မှာဟာပုနာဟောတာဂိမ်းဆိုပြီးတော့ရိုက်ရှာပြီးတော့ဆော့လို့ရတယ်သူက mobile version ထွက်လာမှန်းတော့မသိဘူးဒီတိုင်းပဲ Play Store မှာလို့ရိုက်ပြီးတော့ရှာကြည့်လိုက်တယ်ပေါ်လာဒါဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးသတ်မှာပဲဖြစ်ပါတယ်တတား